လူအောက်ကျိုးလို့လူပိမသေးဘူးဆိုတဲ့စကားသိမှန်တယ်ဒါကြောင့်မလို့ကိုမကင်းသေးရင်ကောင်းအောင်နေမကောင်းသေးရင်ကင်းအောင်နေဆိုတာသူများနိုင်ငံမှာတို့တွေအလှုပ်လာလို့တယ်ကိုကသူတို့တထေးမိတာသူတို့ပြောမှာပေါ့တခါတထေးတွေကနှိမ့်ချပြီးပြောတာတွေရှိလားမရှိဘူးလားသိခံလိုက်မျိုးချလိုက်စမ်းပါအခုပါဇက်ထဲမှာတစ်နေတာတွေအများကြီးရှိလားမရှိဘူးလားဆရာတော်ပြောလိုက်ပါမယ်မျိုးချလိုက်ပါကိုမမကင်းသေးတာကိုမမလွန်ဆန်နိုင်သေးတာသူတို့ကိုနှိမ့်ချလိုက်တော့ဒုဘဝနှိမ့်ချသွားပါမရှိပါဘူးဒီတက်နှိမ့်ချเสียလည်းမရှိတော့ပါဘူးဟုတ်ပြီလားကိုဆွေကိုမျိုးတွေရဲ့ဘဝဒီတက်နှိမ့်ချเสียရှိပါအောင်မလားအဲ့လိုပြောတော့ဟိုကသူတို့ပြောတယ်ထင်အောင်မယ်သူတို့မပြောပါဘူးသူတို့ပဲပြောတာပါနှိမ့်ချသိမဲ့နှိမ့်ချမသွားဘူးဒါကြောင့်တို့တွေမကင်းမှမကင်းနိုင်သူများနိုင်ငံမှာလှုပ်လာလှုပ်တယ်တထေးနဲ့ပြိုင်ပြီးတော့မာနကြီးလို့မရဘူးနော်ကိုယ့်တဲ့တက်စီနီယာကြီးနဲ့မာနကြီးလို့မရဘူးတထောင်တောင်မလှုပ်ကြပါနဲ့နိဝါဒထားနိုင်အောင်ကြိုးစားနှိမ့်ချပေမဲ့နှိမ့်ချမသွားဘူးလူအောက်ကျလို့လူပြီးမနေဘူးဘဝတ္တတွေများများရှားကြစမ်းပါ